ဒီနေ့ကတော့ဟိုနေ့အဆက်ပေါ့နော်ကျွန်တော်မေးဖောက်ပြီးသွားတဲ့အချိန်မှာမှဘာမှမပေါက်ခဲ့တဲ့ကြောင့်မို့နောက်တော့ထပ်ပြီးတော့ကန်ဆယ်မှုဝင်လာပါတယ်ဒီကောက်လေးဆယ်တော့ပါကျောင်းလာကအကုန်တင်နေတဲ့ကြောင့်မို့ပတ်စံမရှိတော့ဘူးပူတဲ့ဝင်နေပါဘူးဆယ်တော့နဲ့ကျွန်တော်ကန်ဆယ်နေတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကထောင်းဆန်းနိုင်မယ်ကျွန်တော်အဆုံးထိဘာတွေပါမလဲဆိုတော့ကြည့်သွားပြီးတော့ချိန်တဲ့တော့ကြိုက်ဆိုလက်က subscribe လုပ်တော့မမေ့ပါနဲ့ဒီကြောင်ဆက်လိုက်ရအောင်ခင်ဗျကဲပါဘာလဲဟိုအောင်မြင်ရတယ်လို့ပဲပူဒင်းပူဒင်းချစ်စရာလေပူဒင်းရပါရဲ့ဆိုတော့စမ်းကြည့်ရလိုက်ရှာအောင်ပေါ့နော်ဒီနေ့ကလည်းကန်ကောင်းနေချက်တယ်ပထမဆုံးတထုပ်မှနေပူဒင်းထွက်တော့တယ်နောက်ထုတ်တယ်မှာပိုင်းထမယ်그치 그래 개미ပြောအောင်မယ် One Piece အပိုင်းတစ်ထွက်တော့မှာနော်ဒီဝါဒါတော့ sorry ဒီကောက်တာတဲ့ထဲမှာကုဇန်နဲ့စာဒီနာကုဇန်မဟုတ်ဘောရူဇာဒီနဲ့လူဖီတို့နဲ့ချာခိုင်ကောင်နဲ့ချာအပိုင်းဖြစ်ပါတယ်ဘယ်လိုကြည့်ဖို့စောင့်နေကြကျွန်တော်စောင့်နေပါတယ်sorry ပါဗျာဒီနေ့ဆဲထုတ်ပဲဝယ်ဖောက်နိုင်တယ်လှုပ်ချမ်းနေလုံနေရတော့ဗျာအဲ့လိုမျိုးဆဲထုတ်တဲ့ပုံမဝင်နိုင်ဟုတ်တယ်ခင်ဗျပူဒင်းအော်တနေအိုင်နေပူဒင်းအဆိုင်ထားပါမယ်ကဲလီဒါလေးရလိုက်ကောင်းမယ်လို့တော့ထင်ပါတယ်ပေါ့နော်လီဒါလေးဖြစ်ဖြစ်ကော့ပတ်လေးဖြစ်ဖြစ်ရှူနောက်တစ်ခုအဆိုင်ဘက်ချီကာဒီအောင်မှ
ဟိုက event ကထွက်ထားတာပါနော်တော်တော်လာကဲ let's back match about 新速の剣 so go speed punch ちゃんevent ギョロメメロメロカリバーပြီးတော့ပါခင်ဗျာဒီကောင်ဟစ်ကလေးကတော့ဒါလေးပဲဖြစ်ပါနဲ့ဗီဒီယိုလေးကိုစောင့်နေကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကကြိုက်တဲ့ဘောကြရဆိုရင်တော့ like and subscribe လုပ်တော့ဝင်ပါနဲ့ဘိုင်ဘိုင်နောက်ပိုင်းဗီဒီယိုမှာပြန်ဆုံပါမယ်